မိဘပြည်သူများရှင်ခက်နှင်းစုရဲ့သတင်းတင်ပြချက်လေးဖြစ်ပါတယ်ရှင်ပထမဦးဆုံးမိဘပြည်သူများကိုစိတ်မကောင်းစရာသတင်းလေးတစ်ခုကျွန်မမျှဝေပေးရစေဒီနေ့မှာဆိုရင်ဟာတာတရုတ်ဆောင်ကြီးတူဦးဖြစ်တဲ့ဦးညောင်ညောင်ခေါ်ဦးညီညီလိုင်ဟာဆိုရင်အသက်62နှစ်အရွယ်မှာအသက်ရောဂါနဲ့ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်ရှင်ဦးညီညီလိုင်အတွက်မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်ရှင်ဟာတာလူရှင်တော်ကြီးဟာတာတရုတ်ဆောင်ကြီးဖြစ်တဲ့ဦးညောင်ညောင်ကိုချစ်ခင်ကြတဲ့ပရိသတ်တွေကလည်းစိတ်မကောင်းဖြစ်နေကြပါတယ်ဒါပြင်ဦးညီညီလိုင်းပေါ့နော်ဦးညောင်ညောင်နဲ့လှုပ်ဖော်ကိုင်ဘက်လူပညာရှင်တွေဟာဆိုရင်လေသူတို့ရဲ့လူမှုကွန်ရက်အကောင့်တွေကနေပြီးတော့ဦးညောင်ညောင်ပေါ်မှာလွမ်းစော်တန်းတသတိရခြင်းများစွာနဲ့စာလွှာလေးတွေရေးတင်နေကြတာအမှတ်တရတွေရေးတင်နေကြရတယ်မြင်တွေ့ရပါတယ်ရှင်ကျမတို့လူသားအဖြစ်မွေးဖွားလာပြီးရဲ့နောက်မှာဆိုရင်သိဆုံးခြင်းဆိုတာလူသားတိုင်းကြုံတွေ့ရမယ့်ကိစ္စတစ်ခုသာဖြစ်ပါတယ်ဘယ်သူမှရှောင်လွှဲလို့မရပါဘူးရှင်ဒါပေမဲ့ကျမတို့ကနေ့စဉ်နေ့တိုင်းပေါ့နော်သက်ရှင်နေထိုင်နေနဲ့ကျမကြီးကောင်းတယ်နေရထိုင်ရတာအဆင်ပြေတယ်ဆိုရင်ကျမတို့ကဒီအဆင်ပြေမှုလေးထဲမှာမျောနေကြရရှင်ကျမကိုယ်တိုင်လည်းဒီလိုမျိုးပါပဲလက်ရှိမှာအလုပ်လေးအဆင်ပြေနေတယ်သွားလာโอเคနေတယ်ခန္ဓာကိုယ်ကကျန်းမာနေတယ်ဆိုရင်ကိုယ့်ရဲ့တကယ်ပန်းနိုင်အစစ်ကိုမေ့နေတာပေါ့နော်ကျမတို့ကအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ပန်းနိုင်တစ်ခုကကျမတို့လူသားထဲမှာရှိပါတယ်နှေးတာနဲ့မြန်တာပဲကွာပါတယ်ဒီပန်းနိုင်လေးကိုကျမတို့မေ့နေကြတယ်ဒီပန်းနိုင်စီကိုကျမတို့ကတိတိဖြစ်စေမတိတိဖြစ်စေတွေးရွသွားနေရဲဆိုတာမေ့နေကြပါတယ်မိဘပြည်သူတို့နေ့စဉ်နေ့တိုင်းဘဝခီးမှာနေထိုင်ဖို့အတွက်ကိုပတ်စံရှာရတယ်မို့လားတန်တရားမှာနေထိုင်သွားလာဖို့အတွက်လည်းကုသိုလ်တရားတွေဒါနတရားတွေပေါ့နော်ကျမတို့ရှာဖွေရပါတယ်ဒီဘဝမှာသူတော်ဘာကိုပေးလိုက်တဲ့အရာအားလုံးဒီကျမတို့တန်တရားတစ်လျှောက်မှာပါရမီအဖြစ်နဲ့ပါလာမယ်ကျမတို့ပိုင်ဆိုင်ရမယ့်အရာတွေဖြစ်နေပါလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီဘဝမှာပိုင်ဆိုင်မှုတွေနည်းတယ်တချို့ကျတော့အတန်းပညာအတက်ပညာအသိပညာနည်းတယ်ဆိုရင်ဘယ်သူ့မှကိုကမကျဉ်တ်တာတွေဒေါသထွက်တာတွေမဖြစ်ပဲနဲ့ငါရှေးတိတ်ဘဝကသူများကိုပေးတာနဲလို့ငါဒီလိုဖြစ်တယ်ဆိုတဲ့အတွေးကိုကျမတို့အသိဝယ်ရမယ်ဒီဘဝမှာသူတို့ဘာအောင်များများပေးနိုင်အောင်စူးစမ်းရမယ်ရှင်အသိပညာမှန်မှန်နဲ့ဘဝအောင်နေထိုင်မယ်ဆိုတော့ကျမတို့တန်တရားအတွက်ကောင်းမှာပါရှင်ဒါလေးကိုတော့ကျမဒီနေ့ပေါ့နော်ဒီဝမ်းနည်းစရာသတင်းလေးနဲ့အတူမိဘပြည်သူများနဲ့ကျမတို့ထက်ငယ်ရွယ်တဲ့လူငယ်လေးပေါ့နော်ကျမတို့ထက်အသက်အရွယ်ကြီးမြင့်တဲ့သူတွေကတော့အသိတရားတွေရှိကြပါရှင်လူငယ်လေးတွေကျတော့နည်းနည်းဘဝကြီးကိုမေ့နေတဲ့သူတွေရှိလို့လေဒါလေးကြောင့်ကျမအနေနဲ့ဒီလူငယ်လေးသိရစီဖို့အတွက်ဆုံးမစကားလေးပြောတာပါရှင်ကျမတို့နေ့စဉ်ဘဝမှာပျော်ရွှင်ပြီးတော့မိန်မောမနေပဲနဲ့တန်တရားအတွက်အကျိုးရှိမဲ့အလုပ်လေးတွေရှာဖွေပြီးတော့လုပ်ကင်ကြပါစို့ရှင်။ယနေ့မှာဆိုရင်ပထမအဆုံးပေါ့နော်တရင်လေးမတင်ဆက်ခင်မှာမိဘပြည်သူများရဲ့သဘောထားမှတ်ချက်လေးတွေကျမလိုချင်ပါတယ်ရှင်။ဘယ်လိုသဘောထားမှတ်ချက်လဲဆိုတော့အခုဆိုရွေးကောက်ပွဲနီးလာတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေမြို့သားလွှတ်တော်ကိုယ်စားလှယ်လောင်းတွေစသဖြင့်ပေါ့နော်ပြည်သူတွေနဲ့တွေ့ဆုံတဲ့မဲဆွယ်ကြတယ်မဲဆွယ်ခန်းနာလေးပြုလုပ်ကြတဲ့အခါမှာပြည်သူတော်တော်များများတော့ဒီမဲဆွယ်ခန်းနာလေးတွေတက်ရောက်ကြတယ်ကိုမြို့နယ်မှာလာအပြိုင်မဲ့ကိုယ်စလဲကကိုမြို့နယ်အတွက်ဘာတွေလုပ်ပေးနိုင်လဲဆိုတာတွေကိုဒီလိုပွဲတွေကနေပဲတစင်ကျွန်မသိနိုင်တာပေါ့နော်တချို့ကြလည်းလုပ်ကိစ္စမှာအားလက်လို့မသွားနိုင်ဘူးကျမ်းမာရေးမကောင်းလို့မသွားနိုင်ဘူးတချို့ကြလည်းနိုင်ငံတော်ပေါ်အမြင်မကြည့်လို့မသွားဘူးပေါ့နော်အဲ့လိုမျိုးမိဘပြည်သူတွေရှိမှာပါကျွန်တော်တို့တဲ့နားထောင်တဲ့သူတွေထဲမှာလည်းနိုင်ငံတော်ပေါ်အမြင်ကြည့်ရလူလည်းပါမယ်မကြည့်ရလူလည်းပါမှာပါရှင်ဒါပေမဲ့ကျွန်တော်တို့အားလုံးသိထားမှာကကျွန်တော်တို့တဲ့နိုင်ငံတော်ပေါ်မှာအမြင်ကြည့်မကြည့်ကျွန်တော်နေထိုင်တဲ့နိုင်ငံမှာကျွန်တော်တို့အားလုံးတူနေထိုင်နေတာရှင်ဒီနိုင်ငံရဲ့စိုးခြင်းကောင်းခြင်းအားလုံးကိုကျွန်တော်တို့အားလုံးခံစားရမှာဒါကြောင့်နိုင်ငံတော်ကောင်းဖို့အတွက်ကိုတော့နည်းနည်းကိုယ့်ရဲ့အတ္တလေးလျှော့ပြီးတော့စဉ်းစားပါတော့တော့အခုကျွန်မမိဘပြည်သူများရဲ့သဘောထားဆန္ဒလေးတခုသိချင်တာကဒီလိုမျိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေမြို့သားလွှတ်တော်ကိုယ်စားလှယ်လောင်းတွေပြည်သူကြားထဲမှာသွားလာတဲ့အခါမှာဆိုရင်တော့မိဘပြည်သူများရဲ့စိတ်သဘောထားလေးတွေပေါ့နော်သူတို့စီကိုကျွန်မတို့သတင်းလေးတွေပြန်ပြီးတော့ပြောပြနိုင်အောင်လို့မိဘပြည်သူများရဲ့စိတ်သဘောထားလေးတွေကျွန်မသိချင်တာပါကျွန်မမေးချင်တဲ့မေးခွန်းလေးကတစ်ခုတည်းပါပဲမိဘပြည်သူများအဲ့ဒါလေးဖြေပေးပါပေါ့နော်မိဘပြည်သူများအနေနဲ့ကိုယ့်ရဲ့ရက်ရွာပေါ့ဘယ်ရက်ရွာဖြစ်တယ်ကိုယ့်ရဲ့ရက်ရွာမှာကိုယ်စလဲဟာအနိုင်ရရှိသွားပြီဆိုရင်ကိုယ့်ရဲ့ရက်ရွာအတွက်ဘယ်ရာကိုပထမဦးဆုံးဦးစားပေးနေတဲ့လောက်ကင်စေးကျဲလဲဆိုတာလေးကိုသဘောထားမှတ်ချက်လေးရေးပေးပါရှင်ဥပမာပေါ့နော်ကိုကရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာနေထိုင်နေဆိုရင်ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ကဝင်ပြိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဘယ်သူပဲအနိုင်ရရှိသွားပါစေစမ်းချောင်းမြို့နယ်လိုအပ်ချက်အဓိကဘာဖြစ်နေလဲကျွန်တော်တို့စမ်းချောင်းမှာဘာလိုအပ်နေလဲစမ်းချောင်းမြို့ကလူတွေဘာတွေသိကျင်နေကြလဲဘာတွေအဓိကလိုချင်နေကြလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေရေးသွားပေးပါရှင်ဒါလေးရကျွန်တော်တို့ကြတော့သုတနာလောက်တာပေါ့နော်ပြည်သူရဲ့သဘောထားမှတ်ချက်လေးတွေကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေလဲကျွန်တော်တို့ပေးသိရမယ်သူတို့တွေရဲ့မှာတက်ဆင့်ဒီမြို့နယ်အတွက်လိုအပ်ချက်တွေကျွန်တော်တို့ဖြည့်ဆည်းနိုင်ပါရှင်ဒါလေးကိုကျွန်တော်ကူညီပြီးတော့ဖြည့်ချပေးပါလို့မိဘပြည်သူများအားလုံးပေါ့နော်ညီညီဆင်းဆင်းဝါဝါပြပြပါရှင်ဘလို့ရောင်စင်မရှိရှိကိုယ့်ရဲ့မြို့နယ်လေးတိုးတက်ဖို့အတွက်စူးစမ်းပြီးတော့သဘောထားမှတ်ချက်လေးရေးပေးကြပါအောင်လို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးတော့နောက်ထပ်သတင်းလေးတစ်ပုဒ်ပေါ့နော်ကျွန်မတင်ဆက်ပေးချင်တာကတော့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာဆိုရင်ပူတာအိုတက်နယ်ကအရာရှိစစ်သည်တွေနဲ့တက်မိသားစုများနဲ့တွေ့ဆုံခဲ့ပါရဲ့ရှင်လွန်ခဲ့တဲ့တရက်နှစ်ကတွေ့ဆုံခဲ့တာဖြစ်ပါရဲ့ရှင်ဒီလိုတွေ့ဆုံတဲ့အခါမှာဆိုရင်
မကြခင်မှာကျင်းပမဲ့လွတ်လပ်သောရွေးကောက်ပွဲပေါ့နော်ဒီမိုကရေစီရွေးကောက်ပွဲမှာဆိုရင်မဲမတမာမှုတွေမဖြစ်ပေါ်စေဖို့အတွက်အထူးဂရုပြုဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်မဲမတမာမှုပြုလုပ်လို့မရနိုင်တဲ့ digital စနစ်နဲ့မဲပေးရဲ့စနစ်ကိုအသုံးပြုမယ်ဆိုတာကိုတပ်မိသားစုများကိုသိချစွာရှင်းပြထားပါတယ်ဒီစနစ်ကိုနိုင်ငံတကာမှာလည်းရွေးကောက်ပွဲတွေမှာအသုံးပြုနေတာကိုလေ့လာတွေ့ရှိရပါတယ်ဆိုပြီးတော့ဒုတိယဗိုလ်ချုပ်မှုကြီးကပြောကြားသွားပါတယ်ရှင့်ဒါအပြင်ဗိုလ်ချုပ်မှုကြီးတတိချာချာမှားတဲ့အဓိကအချက်လေးကိုကျွန်မပြောပြချင်ပါတယ်ပြည်သူများစိတ်အေးချမ်းစွာဆန္ဒမဲပေးနိုင်ဖို့အတွက်နေမြေတည်ငြိမ်အေးချမ်းရေးသည့်အရေးကြီးတဲ့အတွက်လုံခြုံရေးလုပ်ငန်းတွေကိုတက်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနေပြည်သူ့စစ်အဖွဲ့များပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များစေတနာဝန်ထမ်းရမီရဖများနဲ့ဒေသခံပြည်သူများကအတူတကွပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်းကိုအဓိကထားပြီးတော့ပြောကြားသွားပါရဲ့ရှင့်မဲပေးရမှာဆိုရင်လည်းမဲပေးမယ်ကိုယ်စလဲဟာတက်မတော်နဲ့စိတ်တူကိုယ်တူလက်တွဲဆောင်ရွက်နိုင်မဲ့သူဒုတာဝန်အရေးသုံးပါးကိုစောက်ထိန်လိုက်နာမဲ့သူမိမိဒေတာကောင်းကျိုးဆောင်ရွက်နိုင်မဲ့သူအကျင့်စာရိတ္တကောင်းမွန်တဲ့သူကျမ်းမာကြံ့ခိုင်ပြီးတော့အဖွဲ့အစည်းကိုဥဆောင်ဥရွက်ပြုလုပ်နိုင်တဲ့သူတွေကိုရွေးချယ်ပြီးတော့ဆန္ဒမဲပေးစီလိုပါတယ်ဆိုပြီးတော့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကနေပြီးတော့တက်မိသားစုများမှာကြားခဲ့ပါရဲ့ရှင့်မိဘပြည်သူတို့အားလုံးသိတဲ့အတိုင်းပါပဲအခု2025ရွေးကောက်ပွဲရဆိုရင်တက်မတော်ကဦးစီးဦးဆောင်လုပ်ပြီးတော့ကျင်းပပေးမယ်ရွေးကောက်ပွဲဖြစ်ပါတယ်တက်မတော်ကရွေးကောက်ပွဲကျင်းပပေးရဲ့အခါမှာဆိုရင်အမြဲတမ်းမှားကြားလေးရှိရဲ့အတိတ်ပဲလေးစကားလေးပေါ့နော်အဲ့ဒီစကားလေးကတော့ဒီနိုင်ငံတော်မှာဆိုရင်ဒုတာဝန်အရေးသုံးပါးအထိပ်ပန်ဆင်တဲ့သူပြီးတော့မြန်မာတက်မတော်နဲ့လက်တွဲပူးပေါင်းပြီးတော့နိုင်ငံတာဝန်တွေကိုထမ်းဆောင်နိုင်မဲ့သူတွေကိုဦးစားပေးပြီးမဲပေးပါဆိုပြီးတက်မိသားစုတွေကိုအမြဲတမ်းမှားကြားတာကိုကျမတို့မြင်တွေ့ရပါတယ်ရှင်ဒီနေရာမှာကျမပြောချင်တာပေါ့နော်အချို့တွေကတက်မတော်ဦးစီးဦးဆောင်ပြုတ်ပြီးတော့ရွေးကောက်ပွဲကျင်းပတာကိုမနှစ်သက်ကြတဲ့သူတွေလည်းရှိပါတယ်ပြီးတော့ဒီလိုခေတ်ကာလမှာဒီလိုနိုင်ငံအခြေအနေမှာဒီလိုလက်နက်ကင်ပေါင်းမြောင်များစွာဝန်းရံခနေတဲ့အခြေအနေမှာတက်မတော်ကဦးစီးဦးဆောင်လုပ်ပြီးတော့ရွေးကောက်ပွဲမကျင်းပဘူးဆိုရင်ဘယ်သူကဦးစီးဦးဆောင်လုပ်တာဝန်ယူပြီးတော့ကျင်းပပေးမှာလဲရှင်ဒါတွေကလည်းစဉ်းစားမယ့်အချက်လေးပါပဲဒါအပြင်တက်မတော်ကနေပြီးတော့အငြိမ်းစားယူပြီးကိုနှစ်သက်တဲ့ပါတီတွေမှာဝင်ရောက်ပြီးတော့ရွေးကောက်ပွဲဝင်တဲ့ပုံကိုယ်တွေလည်းရှိရပေါ့နော်ဒီပုံကိုယ်တွေပေါ်မှာလည်းလူတွေရဲ့သဘောထားတွေကအမျိုးမျိုးရှိပါရဲ့ရှင်ဒါကတော့ကျမတို့ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ကျင့်သုံးမယ်ဆိုတော့လူတွေရဲ့သဘောထားကွဲလွဲမှုတွေကိုကျမတို့စိတ်ဆိုးလို့လည်းမရအောင်စိတ်ကောက်လို့လည်းမရအောင်ကလေးဆန်လို့လည်းမရအောင်ရှင်ကျမတို့ရှင်းကြရမယ်ပေါ့နော်သူတို့အမြင်ပေါ့နော်သူတို့အမြင်ရဆိုရင်တော့တက်မတော်ကနေပြီးတော့ငြိမ်းစားယူတယ်ပါတီတွေကနေရွေးကောက်ပွဲဝင်တယ်ဒါကိုသူတို့ကချက်ချင်းပေါ့ဘယ်လိုပြောရမလဲသူတို့ပြောတဲ့စကားအရကျမပြောရမယ်ဆိုသူတို့ကမိုးကြရွှေကိုပေါ့နော်အဲ့လိုမျိုးသတ်မှတ်ကြတာပေါ့ရှင်ဒီတော့မိုးကြရွှေကိုဆိုတဲ့စကားလုံးနဲ့သတ်မှတ်မယ်ဆိုရင်တက်မတော်နေငြိမ်းစားယူရတဲ့ပုံကိုယ်တွေကလွန်ခဲ့တဲ့9နှစ်မှာနိုင်ငံတော်မထမ်းဆောင်ခဲ့လို့လားလွန်ခဲ့တဲ့9နှစ်မှာအခန့်သားထိုင်နေပြီးတော့နီးတော့မှရွေးကောက်ပွဲဝင်ကြတဲ့သူတွေလားမဟုတ်ဘူးရှင်သူတို့လွန်ခဲ့တဲ့9နှစ်မှာလဲတက်မတော်မှာဖြစ်စေနိုင်ငံအစိုးရမှာဖြစ်စေပေါ့နော်ဒါနိုင်ငံဝန်ထမ်းအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ကြတဲ့သူတွေတာဝန်ထမ်းဆောင်ရတဲ့နေ့ရက်တိုင်းသူတို့အလုပ်တွေလုပ်ခဲ့တဲ့သူတွေရွေးကောက်ပွဲနီးတဲ့အတွက်နောက်ထပ်အစိုးရတက်ဆက်မှာထပ်ပြီးတာဝန်ထမ်းဆောင်ခြင်းတဲ့အတွက်ရွေးကောက်ပွဲဝင်ကြတာသူတို့မှလည်းရွေချက်ကိုစီရှိကြတယ်နိုင်ငံတော်ပေါ်ထားတဲ့စိတ်စေတနာကိုစီရှိကြတယ်အလကားထိုင်နေပြီးတော့မှရွေးကောက်ပွဲလာဝင်တော့လေဒါပြောစရာဖြစ်တာပေါ့ရှင်းဟုတ်တယ်မလားဒါပေမဲ့လွန်ခဲ့တဲ့9နှစ်တော့ကလည်းသူတို့လည်းရိုးကြည့်ကြည့်အရေးခန်းခန်းလုပ်ခဲ့ကြတာပဲဒီတော့နောက်ထပ်ရွေးကောက်ပွဲတက်ဆက်မှာလည်းအခြားသူတွေနီးတူဝင်ပြီးတော့ရွေးကောက်တင်မြှောက်ခံတာဟာသူတို့ကိုမိုးကြရွှေကိုအဖြစ်ပြောဖို့အတွက်ကအင်မတန်ဆွဆွဲရကြရလို့တော့ကျွန်မမြင်ပါတယ်ရှင်နည်းနည်းလေးတော့ကြီးလေးသွားတဲ့ဆွဆွဲမှုပေါ့နော်ကျမတို့နိုင်ငံမှာလည်းခါကြရင်ရှိပါတယ်ကျမတို့နိုင်ငံအပြင်စည်းမှာရှိနေတဲ့သူတွေကကျမတို့အချင်းချင်းပေါ့နော်လုပ်ငန်းဆောင်တာတွေခက်ခဲကြမ်းကြအောင်တန်းတထင်းမြင့်လွဲအောင်စကလုံးလေးတွေကိုသူတို့အဲ့လိုမြားလေးတွေလိုစိုက်ပေးတတ်တယ်ကျမတို့နှလုံးသားတွေထဲကိုလေအခုဆိုရင်တက်ကနေပြီးတော့ငိမ့်စားယူတယ်ရွေးကောက်ပွဲဝင်တယ်ဒီလူတွေနဲ့ဒီနိုင်ငံရေးပါတီတွေနဲ့အဆင်ပြေသွားလို့ရှိရင်နိုင်ငံကြီးကိုကောင်းမွန်စွာအုပ်ချုပ်သွားလို့ရှိရင်သူတို့တွေကဂျားလေသွေးလို့မရမှာဆိုလို့ကျမတို့ဂျားလေသွေးတာအဲ့လေးတစ်ချောင်းမြားလေးတစ်ချောင်းကျမတို့နှလုံးသားတွေကိုအမြားစိတ်အစိတ်ပါတဲ့မြားတွေစိုက်ထဲတာပေါ့နော်အဲ့လိုပေါ့ရှင်မိုးကြရွှေကိုတို့အခုမှတရေတို့ထပြီးရွေးကောက်ပွဲဝင်တယ်လို့စသဖြင့်ပေါ့အဲ့လိုစကလုံးတွေပေါ့နော်ပြပြပြများလည်းမြင်ပြီးသားကြားပြီးသားဖြစ်မှာပါတော်တော်များများလည်းသူကတန်အောင်လိုက်ပြီးပြောကြတာပေါ့နော်အဲ့တော့ကျမတို့ကဒီဟာလေးတွေကိုတော့ကျမတို့နှလုံးသားနှလုံးရည်ပြေသွားဆိုတာနဲ့ချို့ရလေးမခံနိုင်ရှိဖို့တော့လိုတယ်လို့ကျမမြင်ပါတယ်ဒါကျမတူးတဲ့မြင်ပါရှင်နိုင်ငံတော်မှာလွန်ခဲ့တဲ့နှစ်တည်းကတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေစ조사မှုတွေကိုလှုပ်ဆောင်ခဲ့တဲ့သူတွေနိုင်ငံတော်တက်1000တနေရာကနေတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေအားလုံးဟာရွေးကောက်ပွဲဝင်ဖို့အတွက်ထိုက်တန်ပါတယ်ရှင်အခြားသောနိုင်ငံရေးအခြေအနေတွေဖွဲ့စည်းဖို့အခြေခံဥပဒေမှာပါတဲ့အခြေအနေတွေလူတွေရဲ့သဘောထားအမြင်တွေနိုင်ငံတကာအမြင်တွေကျွန်မဘာမှထည့်မပြောဘူးနော်ကျွန်မပြောတဲ့အချက်ကတစ်ချက်တည်းပဲလွန်ခဲ့တဲ့9နှစ်တုန်းကနိုင်ငံတော်အတွက်ကိုတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေနိုင်ငံတော်အတွက်အလုပ်လုပ်ခဲ့တဲ့သူတွေနိုင်ငံတော်ချစ်ခဲ့တဲ့သူတွေအားလုံးဟာရွေးကောက်ခံဖို့အတွက်ရွေးကောက်တင်မြှောက်ခံဖို့အတွက်ဝန်ရောက်ရှင်ပြပိုင်ခွင့်ရှိပါတယ်အားလုံးတူညီသော
အခွင့်အရေးရှိပါတယ်ရှင့်ဒီချက်လေးပဲကျွန်မအဓိကထားပြီးပြောချင်ပါတယ်ကျမတို့မြန်မာတွေကအရန်စိတ်ဝမ်းကွဲကြတာဆိုတော့လေသူများမြားလေးချောင်းပြစ်လိုက်အဲ့ဒီမြားလေးရေဘက်ကိုစိုက်ပြီးတော့စိတ်တွေပြန်ပြီးဒီကိုလိုပြနှမ်းပြီးတော့ပေါ့နော်အဲ့လိုမျိုးမဖြစ်ပါနဲ့ရှင်ကျမတို့နှလုံးရည်ကောင်းမှဖြစ်မှာပါကျမတို့ကိုယ်တိုင်ကတယောက်နဲ့တယောက်စိတ်ဝမ်းကွဲနေတာတွေလုပ်နေမယ်ဆိုရင်ပြည်သူတွေဘယ်လိုများနေမလဲရှင်ပြည်သူတွေကိုကျမတို့ဘယ်လိုများစီယုံကြမလဲရှင်နိုင်ငံတစ်ခုရဲ့အဓိကရှေးတောင်းမြက်ကစီယုံရေးပါပဲစီလုံးမှဖြစ်မှာပါစီလုံးမှုတော့ကိုကျမတို့စီယုံမှဖြစ်မယ်စီယုံမှုစူးစမ်းမှဖြစ်မယ်ဒီချက်လေးပဲရေးကြည့်ပါတယ်စကားလမ်းကြုံလို့ပြောတာပါရှင့်တက်မတော်ကတော့ရွေးကောက်ပွဲအောင်မြင်လုပ်ပေးမှာပါတက်မတော်ပေါ်မှာမြင်ဆောင်တာတွေရှိရဲဆိုရင်လည်းကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ပါရှင့်နိုင်ငံတော်ပေါ်တကယ်စေတနာထားတဲ့သူဆိုတော့တက်မတော်ရဲ့အခန်းကဏ္ဍကိုကောင်းကောင်းနားလည်ပါတယ်ဒီချက်လေးပဲကျွန်မနှစ်ချုပ်အနေနဲ့ပြောလိုက်ပါရစေရှင်မိဘပြည်သူများရှင်ကျွန်မခုဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကတော့ဒီတိုင်းရင်းသားမီဒီယာတစ်ခုမှာတင်ထားတဲ့သတင်းလေးပေါ့နော်ဒါလေးနဲ့ဆက်ဆက်ပြီးတော့ကျွန်မနိုင်ငံမှာကြုံလာနိုင်တဲ့အခြေအနေလေးတစ်ခုပေါ့ရှင်ဒါလေးကိုကျွန်မဆွေးနွေးသုံးသပ်ပြီးတော့တင်ပြချင်ပါတယ်ရှင်တိုင်းရင်းသားသတင်းမီဒီယာဌာနမှာဆိုရင်ဒီရေးထားတဲ့သတင်းရပေါ့နော်ပင်လုံမြို့နဲ့သုံးဖက်အကွာမှာရှိတဲ့ဧကသိန်းနဲ့ချီရှိသောဘိန်းဆိုင်ခင်းကြီးဆိုပြီးတော့သူကရေးထားပါရဲ့ရှင်ဒီသတင်းတော့ကနေပြီးတော့ရေးထားတဲ့သတင်းကတော့ပင်လုံကနေဟိုပုံးမြို့နီကိုဓာတ်ရိုက်ပေါက်ရောက်တဲ့ဖြက်လန်းပေါ်မှာဆိုရင်ကြောက်တန်းလို့ခေါ်တဲ့ရွာကြီးကိုဖြတ်တန်းသွားလာရတယ်ပေါ့နော်ဒီကြောက်တန်းလန်းဆိုပြီးတော့ရှိရဲတဲ့အဲ့ဒီကြောက်တန်းရွာနဲ့ပင်လုံမြို့ဟာမိုင်အားဖြင့်45မိုင်44မိုင်ရှိတယ်အဲ့ဒီ44မိုင်နဲ့က -10 လောက်ဟာဆိုရင်ပတ်လေဘိန်းဆိုင်ခင်းနေနဲ့ဝင်းရံထားပြီးတော့ဘိန်းဆိုင်ခင်းကမျက်စိတစ်စုံမြင်တွေ့ရမှာဖြစ်တယ်ဆိုပြီးတော့ရေးသားထားပါတယ်သူကဒီဘိန်းဆိုင်ခင်းနေရဲ့ပုံပေါ့နော်ဓာတ်ပုံနဲ့တကွာပြသထားဖြစ်ပါရဲ့ရှင်ကျမတို့နိုင်ငံမှာတည့်ရတိုင်းမှာပဲဘိန်းဆိုင်တယ်ဆိုတာကအရန်ကိုပတ်စံရတဲ့အလုပ်ဆိုတော့တောင်သူတွေကဘိန်းကိုပဲစိုက်ချင်ကြတာအခြားအစာတို့တီးနှံစိုက်ပါဆိုတော့မှသူတို့မစိုက်ကြဘူးပေါ့နော်ဒီရှမ်းပြည်တခွင်မှာဆိုရင်နေထိုင်မှုတဲ့သူတွေသိပါတယ်ရှမ်းပြည်တခွင်မှာတကယ်ကိုရောက်ဖို့ပေါက်ဖို့ခက်ခဲတဲ့နေရာတွေနည်းနည်းအလှမ်းဝေးကွာတဲ့နေရာတွေပေါ့လူသူရောက်ပေါက်နေတဲ့နေရာတွေမှာဆိုဘိန်းဆိုင်ခင်းတွေကယနေ့ချိန်ကြီးရှိနေသေးပါပဲဒီဘိန်းဆိုင်ခင်းတွေရဲ့ပိုင်ရှင်တွေကဘယ်သူတွေလဲလို့မေးတဲ့အခါမှာဆိုရင်တော့ကျွန်မမဖြေချင်ပါဘူးရှင်မိဘပြည်များသိပါတယ်အဲ့ဒီပတ်ဝန်းကျင်တွေမှာကျန်လဲကျစားနေကြတဲ့လက်နက်ကိုင်တွေဟာဒီဘိန်းဆိုင်ခင်းတွေရဲ့ပိုင်ရှင်တွေရာခိုင်နှုန်းစားတွေပါပဲကျွန်မနိုင်ငံရဲ့လက်နက်ကိုင်ပေါ့နော်လက်နက်ကိုင်လမ်းစဉ်ကြီးကနှစ်ပေါင်း80ကြာညောင်းနေရတဲ့အကြောင်းရင်းအဲ့လိုအချက်တွေအများကြီးပါတယ်ရှင်လက်နက်တွေကင်ကြတယ်ဘလို့ရွေချက်နဲ့ပဲလက်နက်ကင်လက်နက်ရောက်လာပြီဆိုရင်ပတ်စံရဖို့ရှာကြတာစစ်စစ်ရှာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့နော်စစ်ကိုနာအောင်တိုက်ရမယ်ဒါကြောင့်စစ်စစ်ရှာမယ်ဆိုပြီးတော့အဲ့ဒီမှာသူတို့ဒေတာမှာဘိန်းတွေစိုက်တယ်တရားမဝင်ဆေးဝါးတွေရှောင်းတယ်လူကုန်ကူးတယ်စသဖြင့်မဟုတ်တာအကုန်လုပ်တယ်လုပ်ပြီးတဲ့အခါမှာလက်နက်တွေဝယ်တယ်ဆိုဘယ်ကဝယ်တာလဲဘယ်ကဝယ်ကြလဲလက်နက်တွေဘယ်နိုင်ငံတွေကရောင်းပေးရလဲဒါတွေကလည်းကျမတို့ဖော်ထုတ်သင့်ပေမဲ့မဖော်ထုတ်နိုင်သေးတဲ့အမှန်တရားတွေပါပဲဒါတော့ကျမတို့နိုင်ငံလက်နက်ကုမ္ပဏီတွေအတွက်ကတော့တကယ်ကိုဈေးကွက်အရန်ကောင်းတဲ့နေရာရှင်။ကျမတို့နှစ်ပေါင်း80လောက်ရှိပြီတောင်းတချနေကြတာလေ။ကျမတို့နိုင်ငံမှာလက်နက်ကင်ရတဲ့အကြောင်းရင်းတွေကအခုပေါင်း100လောက်ရှိတယ်။နေမြေလိုချင်လို့လက်နက်ကင်နေငါတို့ကတရားမျှတမှုမရရှိလို့လက်နက်ကင်နေငါတို့ကဗမာတစ်ချက်တိုင်းသားတစ်ချက်မဖြစ်လို့လက်နက်ကင်နေအများကြီးပဲရှင်ခေါင်းစဉ်တွေကလက်နက်ကင်မယ်ဆိုအများကြီးထက်တက်လို့ရသေးတယ်။အခုနောက်ဆုံးတက်ထားတဲ့ခေါင်းစဉ်ကပါဒီမိုကရေစီကိုဆုံးရှုံးလို့လက်နက်ကင်နေ။ NLD မဲခိုးတော့ကြတော့သူကဒါဒီမိုကရေစီမဆုံးရှုံးဘူးသူကမဲခိုးတဲ့သူဖမ်းတော့မှဆုံးရှုံးသွားတာအဇလန်အဲ့လိုလည်းရှိသေးရပါတော့လက်နက်ကင်ကျင်နေဆိုရင်အကြောင်းပြချက်တွေအများကြီးပေးလို့ရတယ်မြန်မာပြည်မှာမဟုတ်ဘယ်နိုင်ငံမှာနေလက်နက်ကင်ကျင်အကြောင်းပြချက်ကကြိုက်တယ်လို့ပေးလို့ရတယ်ဘယ်နိုင်ငံမှာမှတရားမျှတမှုပြေဝရရှိနေတာလည်းမရှိဘူးသူ့နိုင်ငံနဲ့သူ့အားနဲ့သူမကျင်တတ်မှုတွေရှိကြတာပဲမကျင်တဲ့တရားလက်နက်ကင်ရမယ်ဆိုနိုင်ငံတိုင်းမှာတပုံတွေအများကြီးရှိလို့ရတယ်ကျမတို့နိုင်ငံအဲ့ဒါနားမလဲလက်နက်ကင်တယ်လက်နက်ကိုဘယ်တော့မှမစွန့်ဘူးဆိုတဲ့အခါကျလက်နက်ကင်တဲ့အခါမှာလက်နက်တွေဘယ်ရောက်ဝယ်မှာလဲမြန်မာတက်မလို့ကလည်းလက်နက်ကင်နေနေရတဲ့အတွက်လက်နက်လိုတယ်လက်နက်ကင်တိုင်းသားလက်နက်ကင်နေခု PDF တွေမြန်မာတက်မလို့ကတော့ချမယ်ဆိုတော့လက်နက်လိုတယ်ဆိုတော့လက်နက်ရောင်းချတဲ့ကုမ္ပဏီလောက်မြန်မာနိုင်ငံဈေးကွက်ကိုကြိုက်မှာမရှိတော့ဘူးရှင်မြန်မာနိုင်ငံသားတွေကလက်နက်ရောင်းချတဲ့ကုမ္ပဏီတွေအတွက်ထမင်းလုံးလေးတွေပဲသူများစားဖို့အစင်းသက်ချက်ပြီးစားဖို့အစားခံမဲ့နေထားရှိနေထမင်းလုံးလေးဆိုတာကိုယ့်ကိုမသိဘူးအဲ့ဒီကနေမှဆက်ဆက်ပြီးတော့အခုဆိုရင်ကျမတို့နိုင်ငံကဒီလောက်ကြတယ်ပေါ့ရှင်စစ်တွေတိုက်ကြတာပေါ့အကြောင်းပြချက်ကြမျိုးမျိုးပဲဘယ်တော့မှလည်းဖြည့်ရှင်းလို့မရတဲ့အကြောင်းပြချက်တွေစပွဲဝိုင်းမှာဖြည့်ရှင်းလို့လိုက်လို့ရရတာနဲ့မရောက်လက်နက်ကင်မယ်ဆိုတဲ့ဇလန်းတွေပေါ့နော်အဲ့ဒါတွေကနေပြီးတော့အခုဆိုရင်ဒါဘိန်းဆိုင်ခင်းတွေဘာတွေကိုပေါ်တင်အခုဒီသတင်းတောက်ကထုတ်ဖော်ရေးသားလာတဲ့အခါမှာသူ့လိုချင်တဲ့ point တစ်ခုရှိရယ်ကျမတို့သတင်းသမားကြောင့်အချင်းချင်းမြင်နေပေါ့နော်မုံမွေချင်းချီမြင်နေခေါ်ရမလားမသိဘူးရှင်ဒီလိုချိန်မှာဒီလိုသတင်းကို तू ကရေးရဲဆိုတာအဲ့ဒေတာမှာဒီလိုမျိုးဘိန်းဆိုင်ခင်းတွေပျောက်သွားစေချင်လို့မဟုတ်ဘူးမြန်မာနိုင်ငံမှာဒီလိုမျိုးဘိန်းဆိုင်ခင်းတွေအများကြီးရှိနေပါတယ်ဆိုတော့ကဘာကြီးကိုပြနိုင်ဖို့အတွက်ကိုသူသက်သေရှာပြီးတော့ရေးထားတာ။ဘာကြောင့်ပြတာလဲဆိုရင်အခုကဘာပေါ်မှာလူသားတွေပြစ်မှတ်ထားပြီးတော့နှိမ်နှင်းရမယ့်အရာကတရားမဝင်အဲ့ဒီစေဝါတွေနဲ့
online လိမ်လည်မှုပဲရှင်အဲ့ဒီနှစ်ခုကကမ္ဘာလူသားတွေအင်မတန်ဒုက္ခပေးနေတယ်အဲ့တော့ဒီနှစ်ခုလုံးဟာမြန်မာနိုင်ငံမှာရှိနေပါတယ်အခြေတည်နေပါတယ်မြန်မာနိုင်ငံကအတိုင်းအတာတစ်ခုထိကိုလုပ်နေပါတယ်ဆိုတဲ့ခေါင်းစဉ်ပေါ်မြန်မာနိုင်ငံကိုတင်ပေးလိုက်မယ်ဆိုရင်မြန်မာနိုင်ငံဟာကျူးကျော်စစ်တမ်းကိုအချိန်မွေးခံရနိုင်တဲ့နိုင်ငံဖြစ်သွားပြီရှင်ဘယ်သူတွေကကျူးကျော်မလဲဆိုရင်ကမ္ဘာသူကသားတွေငြိမ်းချမ်းရေးအတွက်ငါတို့ကဒီတရားမဝင်လုပ်ငန်းတွေရှင်းရမယ်ဒါကြောင့်ဒီလိုတရားမဝင်လုပ်ငန်းတွေအများကြီးရှိနေမြန်မာနိုင်ငံကိုငါတို့ကကျူးကျော်စစ်တိုက်မှရမယ်ဆိုတဲ့ခေါင်းစဉ်အောက်ရောက်သွားရင်ကျမတို့အားလုံးစစ်ထဲမှာအကုန်ဒုက္ခရောက်မှာရှင်အခုဖြစ်တဲ့ပြည်တွင်းစစ်ထက်အစတရဆိုတဲ့စစ်ကြီးကိုကျမတို့ကြုံရမှာဒါမျိုးကိုမိဘပြည်သူများနှစ်သက်ပါသလားဒီသတင်းတောက်တွေကဒါလိုမျိုးဒီလောက်ထိအရှိန်မစင်စားအောင်ရှင်သူတို့ရေးတာကမြန်မာနိုင်ငံမှာဘဲတွေအများကြီးစိုက်နေတယ်မြန်မာနိုင်ငံကဘဲတွေအများကြီးထွက်တယ်တရားမဝင်စေဝါအများကြီးထွက်တယ်မသိရင်သူတို့ကအမှန်တရားကိုဖော်ထုတ်တယ်လို့ပါလို့ဒါပေမဲ့ဒီကနေရောက်လာမယ်ကိုယ့်နိုင်ငံအတွက်စိုးကြိုသူတို့လုံးဝမစင်စားအောင်ရှင်စိတ်လည်းမဝင်စားအောင်သိခဲ့ရင်တော့မှသူတို့စိတ်မဝင်စားအောင်ရှင်ဘာကြောင့်လဲဆိုတော့သူတို့တွေကဒီလုပ်ငန်းတွေကနေပတ်စံတွေဒေါ်လာရပြီးရဲ့အခါမှာနိုင်ငံခြားကိုသူတို့ခိုလုံခွင့်ဆိုပြီးတော့တခါရဲ့ချစ်တစ်ဖက်လှမ်းထားတဲ့အတွက်မြန်မာနိုင်ငံဒီတင်းချိုင်းမြေဖြစ်သွားတယ်သူတို့ခီးမဆိုင်ဘူးရှင်ဒါပေမဲ့မြန်မာနိုင်ငံမှာနေထိုင်မဲ့ကျမတို့ကခီးဆိုင်ရတယ်ကျမတို့ကမိဘဆွေမျိုးတွေရောကျမတို့ရဲ့နောင်လာနောင်သားတွေရောကျမတို့အနာဂတ်ကောအားလုံးမြန်မာနိုင်ငံထဲမှာယဉ်နှမြုပ်နှံထားတဲ့သူတွေကျမတို့ခီးဆိုင်ရမယ်ရှင်ဒီတော့ဓာကြီးကိုကျမတို့ဘယ်လိုဖြေရှင်းကြမလဲမြန်မာနိုင်ငံမှာတရားမဝင် online လိမ်လည်မှုလုပ်ငန်းကြီးတွေရှိနေရဆိုပြီးတော့ကမ္ဘာကြီးမှာကျမတို့နိုင်ငံကအားနေဖိချနေတယ်တကယ်တော့ဒီလုပ်ငန်းတွေကကျမတို့နိုင်ငံအခြေတည်လာမှာမဟုတ်ဘူးကျမတို့နိုင်ငံအဲ့လက်နက်ကင်တရားမဝင်နေရာတွေမှာနိုင်ငံခြားမှာဥပမာပေါ့နော်ဟိုတည်းကဆိုကျမတို့ online လိမ်လည်မှုပွဲသွားတက်တယ်အဲ့ဒီလူတွေဘယ်ကလာလဲထိုင်းဘန်ကောက်ကနေလာတယ်ရှင်ဘန်ကောက်ကလာတယ်သူတို့နိုင်ငံတွေကနေဘန်ကောက်လေဆိပ်ကိုအရင်ရောက်တာတရားဝင်တာဘန်ကောက်ကိုပြီးတော့မှမြန်မာနိုင်ငံကိုတရားမဝင်လမ်းကြောင်းလာတာရန်ကုန်ပြည်ဆိုင်ရာလေဆိပ်ကနေဇင်းလာတာမဟုတ်ဘူးရှင်တို့ကဒါပေမဲ့ကျမတို့ဒီဘယ်လောက်ထိပဲအမှန်တရားကိုရှင်းပြကဘာကြီးကမသိကြအောင်စောင့်နေတယ်ဘာကြောင့်လဲကျမတို့ကမျက်နှာမွဲတိုင်းကြီးဖြစ်နေလို့ကျမတို့ဟာတရုတ်ကိုအနိုင်ရရှိဖို့အတွက်တကယ်ကိုမဟာဗျူဟာကြားရနေရမှာရှိနေတဲ့နိုင်ငံဖြစ်နေတဲ့အတွက်ကျမတို့ဘာပြောသူတို့လုံးဝခီးမဆိုင်ဘူးရှင်ဒါအောင်မိဘပြည်သူများလည်းနားလည်ဖို့လိုတယ်တခုခုဆိုကိုယ်နိုင်ငံအစိုးရအောင်မကောင်းမြင်မဲမြန်မာတက်မလို့မကောင်းမြင်မဲငါတို့ဆီယနာရှင်တွန်းလှန်နေဆိုပြီးတော့ကိုသူရဲကောင်းကြီးလို့ထင်နေကြရမို့လားကိုလောက်တဲ့လောက်ရကနိုင်ငံပျက်စီးကြောင်လမ်းပေါ်မှာဘယ်လောက်ထိအောင်ဖြည့်လိုက်တဲ့ခဲလုံးလေးဖြစ်မလဲဆိုတာကိုမစင်စားကြအောင်ရှင်ပြီးတော့ဒီဘိန်းကင်းပြဿနာကဒီလောက်နဲ့ပြီးသွားမှာမဟုတ်ပါဘူးမြန်မာနိုင်ငံကိုကြီးမားသောဆွဆွဲချက်တွေရောက်လာမှာဖြစ်ပါတယ်ပြီးတော့တရက်ခန့်ဘသူလဲရှာတဲ့ခါမှာဘသူတွေကိုတရက်ခန့်ဖြစ်ထိုးချမယ်လို့ထင်ပါတယ်ဒါတွေကိုမြင်တတ်မယ်ဆိုတော့ကျမတို့လက်ဦးမှုရယူဖို့လိုတယ်ဒီဘိန်းကင်းတွေရဲ့တရက်ခန့်တွေဟာပိုင်ရှင်တွေဟာဘသူလဲဆိုတာကိုနိုင်ငံတော်ကနေပြီးတော့တေချာဖော်ထုတ်ပြီးနိုင်ငံတကာကလာပြီးတော့ကျမတို့မဲကုန်းနဲ့ထုတ်လာခဲ့မယ်စစ်ဆေးလာခဲ့မယ်ဆိုတော့မှကျမတို့ပြနိုင်အောင်လို့စ조사ထားရမှာဖြစ်ပါတယ်ကျမတို့ကတော့တိုင်းရင်းသားအချင်းချင်းဆိုတော့ညှာတာပေါ့နော်တိုင်းသားလက်နက်ကန်တွေပေါ့ညှာတာပေါ့ဒါပေမဲ့သူတို့ကမညှာအောင်ရှင်ပြီးတော့သူတို့ကအုံနောက်မရှိဘူးရှင်သူတို့လုပ်တဲ့လှုပ်ဆောင်ချက်တွေကကျမတို့နိုင်ငံကျူးကျော်စစ်ကြီးတစ်ခုဖြစ်သွားနိုင်တယ်ဆိုတာလည်းသူတို့မသိဘူးရှင်အဲ့လောက်ထိသိတဲ့အသိဉာဏ်သူတို့မှမရှိဘူးရှင်သူတို့အသိဉာဏ်အားလုံးဒီငွေနဲ့ဖုံးထားပြီးပြီရှင်ကျမတို့ကသူတို့ဒီတိုင်းလှုပ်လိုက်မယ်ဆိုတော့ကျမတို့တိုင်းပြည်ချင်းတွေလုံးဝမကောင်းပါဘူးအခု online လေလည်မှုကိစ္စမှာတော့နာမည်တော်တော်ပြတ်နေတာဒီဘိန်းကင်းတွေကိစ္စမှာပါထပ်ပြီးနာမည်ပြတ်မယ်ဆိုတော့ကျမတို့နိုင်ငံကမလွဲမသွေကျူးကျော်စစ်ကြီးကြုံရနိုင်တယ်ဆိုတာလည်းမြေကြီးလက်ခတ်မလွဲပါပဲကျမဒါချင်းချောက်တာလည်းမဟုတ်ဘူးဖြစ်လာမယ်ဆိုပြီးအတိအကျပြောရလည်းမဟုတ်ပါဘူးကျမတို့ဂျားထဲမှာစူးစမ်းလို့ရတဲ့အပိုင်းတွေအများကြီးရှိပါတယ်နိုင်ငံတော်ကနေပြီးတော့နိုင်ငံတကာကိုတင်ပြတဲ့အကြောင်းအရာတွေမှာပုံမခိုင်မှာပြည့်စုံစွာနဲ့ကျမတို့လုပ်ကိုင်နိုင်မယ်အမှန်တရားတွေပုံမရှာဖွေပြီးတော့အချို့တော့တရားခံသိတဲ့ကိစ္စတွေကိုတရားခံတွေကိုအမှန်တိုင်းဖော်ထုတ်နိုင်မယ်ဆိုရင်တော့ကျမတို့နိုင်ငံတက်တာကြောင့်ရှိမှာပါဒါကြောင့်ကျမအနေနဲ့သတင်းသမားတယောက်အနေနဲ့ပေါ့နော်ကိုယ်နိုင်ငံသားတယောက်အနေနဲ့ကျမလည်းစိုးရင်ပူပန်တဲ့အတွက်မိဘပြည်သူများအားလုံးနဲ့အခြားသောနိုင်ငံရေးကိုစိတ်ပါဝင်စားတဲ့သူတွေပေါ့ရှင်ဆွေးနွေးစရာကောင်းစဉ်လေးတစ်ခုဖြစ်နေကျမဆွေးနွေးတက်ဆက်ပေးလိုက်ရပါတယ်ရှင်ကျမတွေးရလေးရတကယ်အခြေခံလေးပါရှင်ဘာမှကြီးမားသောအရာမဟုတ်ပါဘူးကျမထပ်ပို့ပြီးတော့တွေးနိုင်တဲ့သူတွေကျမရဲ့သတင်းနားထောင်တဲ့မိဘပြည်သူတွေမှာအများကြီးပါပါတယ်အားလုံးလည်းဝိုင်းပြီးတော့ဆွေးနွေးပေးကြပါကျမတို့ကနိုင်ငံတကာရဲ့လက်ညှိုးထိုးခံဘဝကနေပြီးတော့မတက်ပဲနဲ့နေလို့မရအောင်ရှင်ဆက်နေကျမတို့နိုင်ငံအခြေအနေအကြောင်းဆိုးသွားနိုင်ပါတယ်အကြောင်းမဆိုးရင်တော့မှဒီတိုင်းလေးပဲကျမတို့ကနွန်နဲ့နှစ်တဲ့လူလိုမျိုးလှုပ်စီနဲ့နွန်နဲ့ကိုတဖြည်းဖြည်းနေဝင်သွားမှာဖြစ်ပါတယ်ကျမတို့နိုင်ငံနာမည်ကောင်းပြန်ရဖို့အတွက်အများကြီးစူးစမ်းရမှာပါရှင်ဒီချက်လေးကိုမေ့နေကြပါနဲ့နိုင်ငံတော်တကယ်ချစ်တဲ့သူတွေနိုင်ငံတော်ရဲ့နာမည်ကောင်းပြန်ရဖို့အတွက်ဘယ်လိုမျိုးနည်းဗျူဟာတွေသုံးရမလဲဘယ်လိုလှုပ်ဆောင်ချက်တွေနဲ့နိုင်ငံတကာကိုကျမတို့ချိတ်ဆက်ပြီးတင်ပြရမလဲဆိုတာလေးကိုစူးစမ်းဆောင်ရွက်ပေးကြပါလို့ကျမကဆန္ဒပြုတောင်းဆိုအပ်ပါတယ်ရှင်
ကျမသတင်းသုံးသက်ချက်လေးကိုဒီနေ့မှာဒီလောက်နဲ့ပဲရှင်းထားပါရစေရှင်ကျမသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးချစ်ချမ်းသာကိုကြံပါကြပါစေကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေလူချင်းချင်းလှက်ပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေစုကဆုတောင်းမြတ်တာပို့သလိုက်ရ